ရန်ကုန်မြို့အင်္ဂါလမ်းပေါ်မှာရှိတဲ့ခြံဝင်းကျဲကြီးနဲ့အိမ်ဖြူတော်ကြီးအကြောင်းကလူသိများတဲ့ဖြစ်ရပ်မှန်တစ်ခုပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲ့ဒီအိမ်ကြီးမှာနေထိုင်ခဲ့တဲ့မိသားစုတစ်ခုဟာအကြောင်းရင်းမရှိပဲတယောက်ပြီးတယောက်ကွယ်လွန်ခဲ့ကြတယ်လို့ဆိုကြပါတယ်အဲ့ဒီအိမ်ကြီးကိုနောက်ပိုင်းမှာကုမ္ပဏီတစ်ခုကရုံးခန်းဖွင့်ဖို့ငှားရမ်းခဲ့ပါတယ်အဲ့ဒီမှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေဟာနေခင်းကြောင်တောင်မှတောင်ထူးဆန်းတာတွေကြုံခဲ့ရပါတယ်လေကားကခြေတန်းများရုံးခန်းထဲမှာဘသူမှမရှိပဲအပေါ်ထက်ကနေလေကားအတိုက်လူတစ်ယောက်ပြေးဆင်းလာတဲ့ခြေတန်းတွေကိုအမြဲကြားရတတ်ပါတယ်ပျောက်ဆုံးသွားသောပစ္စည်းများစပွဲပေါ်တင်ထားတဲ့ဖိုင်တွဲတွေဘောပင်တွေဟာမျက်စိတမိအတွင်းမှာပဲတခြားတနေရာကိုရောက်သွားတာမျိုးခဏခဏဖြစ်တတ်ပါတယ်မှန်တဲ့ကအရေးဝန်ထမ်းတချို့ဟာမျက်နှာတစ်ခမ်းတဲ့ကမှန်ထဲမှာသူတို့နောက်ကနေရက်ကြည့်နေတဲ့လူရိပ်တစ်ခုကိုမြင်ခဲ့ရပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှမရှိတော့ပါဘူးတညမှာတော့လုံခြုံရေးဝန်ထမ်းတအူဟာခြံထဲမှာကင်းလှည့်နေရင်အိမ်ကြီးရဲ့အပေါ်ဓာတ်ဝရန်တာမှာအမျိုးသမီးတစ်ယောက်ရက်နေတာကိုမြင်လိုက်ရပါတယ်သူမဟာအဖြူရောင်ဝတ်စုံကိုဝတ်ထားပြီးအဝေးကိုငေးကြည့်နေတာပါလုံခြုံရေးဝန်ထမ်းကဘသူလဲလို့လှမ်းမေးလိုက်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးဟာဝရန်တာပေါ်ကနေအောက်ကိုခုန်ချလိုက်ပါတယ်လုံခြုံရေးဝန်ထမ်းကလန့်ဖြန့်ပြီးအပြေးအလွှားသွားကြည့်တဲ့အခါမြေပြင်ပေါ်မှာဘာအလောင်းမှမရှိသလိုဘသူ့ကိုမှလည်းရှာမတွေ့ခဲ့ပါဘူးနောက်ပိုင်းမှာတော့အဲ့ဒီအိမ်ကြီးကိုဘသူမှစောက်မငှားရဲတော့ပဲပစ်ထားခဲ့ရပါတယ်